ဘာပက်တယ်ဆိုတော့ဒါပြောတာတဲ့ရရဲဟုတ်ဒါငါတို့ကခုမှကဘာပက်တယ်လို့ခေါ်တာဒီတော့ကြောင်ဒီကောင်ကစုပ်ဒီမှာဝက်စားရနမစားတဲ့ကျိုးပင်ကောက်ရောက်ပါပြီကျိုးပင်ကောက်ပါလားပြန်တယ်ဖြစ်ပြန်တယ်ရုပ်ကိုကြည့်အဲ့စပေါ့ပဲတော်လိုက်ပတ်စီတပူတော့ဟိုမှာလေးပေါ်နားတယ်ဒီမျိုးရောက်ပါပြီညများတော့ဒီမနေ့ထားယူလိုက်ဒီမနေ့လက်ဗရန်ပီယိုနေမှာမယ်လက်ဗရန်ထွက်လာမနေ့9နာရီ45လောက်ပဲပြည်လမ်းရောက်ပြည်တော့သွားတယ်ရှင်းမမင်းလာရောက်တော့ပဲစနေလာဝင်တယ်6နာရီ23ရှင်းမင်းလာမြို့စီတန်းစီနေတာမျိုးလားမျိုးရတယ်ကိုရှင်ပြေးတယ်ဒီထိုင်လေးရတာမင်းလာမနဲ့စားပဲမင်းလာအကိုလေးလိုက်ဖို့6:56 breakfast စားပြီးတော့မင်းလာမြို့6:59မင်းလာနေပြန်ထွက် breakfast စားလို့မင်းလာမြို့ထွက်ပါပြဘာလို့လမ်းဟောင်းဆိုတော့လမ်းကမြေသားကြပြီးလမ်းကတ်တရကောင်းတယ်ရင်းလို့ကောင်းတယ်ဒီဘက်လမ်းတွေဟိုအရင်တွေကလမ်းတွေဆိုတော့ကတ်တရတဲ့အသားကြပြီးသားလမ်းကတော့ရှယ်ကြီးတယ်ကျော်မင်းလာမြို့ထွက်ဒါမင်းလာမြို့နယ်အုပ်ဖို့မြို့နယ်ချင်း9:12 မိနစ်ဒါအရှိအုပ်ဖို့လား
အော်ဟုတ်မျိုးလေအော်မင်းလာကိုကြောလာပြီဟုတ်ကအရှိရပါမင်းလာပြီတော့ငါလှပေါ့ဘာလဲမင်းလာပြီးတော့ရှေ့မျိုးပါမျိုးလေစနေလောက်ဝင်ပဲအိုးတဲ့ကုန်းမျိုးရပါပြီ9:16ကိုယ်မှာဟဲ့ဟုတ်ပါဘူးမသိဘူးလေညှိုးထားတယ်မအိုးတဲ့ကုန်းမျိုးအိုးတွေတဲတဲ့ကုန်းလမ်းဟောင်းဆိုလမ်းရတော့ရှယ်နော်အပင်တွေရောရိတ်တွေရောကတည်းကလမ်းရတာကြပြီးသားနင်းတော့ကောင်းတယ်လမ်းဟောင်းရှယ်ပဲအိုးတဲ့ကုန်းတော့ရောက်နေပါပြီအိုးတဲ့ကုန်းလည်းပြောဖြားတယ်ကြီးပဲရောက်နေမယ်အိုးရတယ်မလို့ဖြားရွားတွေပဲအိုးတစ်လုံးကမလို့စီတိုင်းတန်းစီရပါပြီ။မျိုးစီတိုင်းမှာလည်းစီတန်းစီနေကြ။အများကြီးပဲ။ဒီမှာကျတော့ဒေဘက်ကျဆိုင်ကယ်တွေဘောတော့ဆိုင်ကယ်သမားတွေပုံများ။ကြာကိုရှင်းကြောရောက်ဆိုင်ကယ်သမားစီတန်းစီနေတယ်။ဘယ်ကြော်ရတယ်ဆိုင်ကယ်နဲ့လိုက်လို့ရလမ်းကတော့ရှယ်ပဲဒီကလမ်းတောက်ချောက်ကကြံရည်ဆိုင်နေပြီပဲအဝါတောက်1000ဆိုတာကြီးပဲခဏဆောက်နေဘူးကတောက်တယ်အခုကနေအေးတယ်လေးကြီးတော့တောက်လို့ဖြစ်တယ်ဟမ်အပြန်ရမှာနေဘူးတော့မတောက်အဝါတောက်တယ်ကြီးတော့ပေါ့လေဒီတိုင်းကြီးလိုက်တာအဝါတောက်တယ်ကျန်ကဒီကဘယ်ဘက်ကထွက်အဝါမတောက်ရကျန်ကဘယ်ဘက်ကထွက်လို့ဒီပြောလမ်းတော့တားကြပြီးသားလမ်းလေကောင်းကားကြော်ပဲကားမဟုတ်ကားလေးဒီဘက်လမ်းဟောင်းဆိုကားကြီးတွေဖြစ်တာများကားကြီးတွေနဲ့တတိထားဆက်ဆွဲလောက်အုပ်ဖို့မျိုးနဲ့အုပ်ဖို့မျိုးဝင်ပါပြီ9:43ရှင်းမဂိတ်ရှိတော့ပိတ်လောက်နေ9:40အုပ်ဖို့မျိုးကြော်လာပြီလမ်းမခဏနာကျိုးပင်ကောက်ရောက်ပါပြီ8:24ကျော်ပင်ကောက်မျိုးကျော်ပင်ကောက်ပါလားကျော်ပင်ကောက်မျိုးဝင်8:35မိနစ်ကျော်ပင်ကောက်ဖေးမဟာဆန္ဒဖေဟာဖေဟာကြီးကျော်ပင်ကမျိုးဝင်ပါပြီဘယ်ကကားနဲ့ပဲဖြတ်သွားဘူးသူကစပိန်နဲ့ဆိုတော့စီးရမတူစီးမိုက်လေးနဲ့ရောက်သွားပြီဟာနိုင်စင်ဟာနိုင်နဲ့စင်နဲ့ပေါင်းထားအောင်
ဒီဘက်ကမျိုးတွေကတောက်လျှောက်အကုန်မျိုးဆက်သွားပြီတူအကျိုးပြင်ကောင်မျိုးလေးလမ်းနေတာတာဝတီမျိုးဟောင်းနဲ့နေမြေတို့ဒီမှာပါ8မိုင်နဲ့တာဝတီမျိုးဟောင်းတော့ကားကြီးတော့နေတတိထားတယ်ဂုံကားကြီးကားကြီးတွေသွားတယ်ဟေးအဲ့ဒီအကောင်မိုက်ကတ်တရားပါအသားကြတာရှယ်ဘယ်သီးလားရန်ကုန်စပိန်သွားတယ်ဆက်စုမင်္ဂလာကန်တော်ဂျိုးပင်ကလမ်းရန်ကုန်ပြည်လမ်းထက်တောင်ကောင်းနေတယ်ရန်ကုန်မုန်းခံရဝိုင်းခံရပဲတွေ့အဲ့ဒီမျိုးတွေတမျိုးတွေပဲစိတ်ဟိုဘက်ဒီဘက်တွေတော့ဒီမျိုးကထွက်ဟိုဘက်မျိုးရောက်ဒီမျိုးထွက်ဟိုဘက်မျိုးရောက်ဆိုတော့နေရတဲ့ feeling ကဟိုမပြင်းရဘူးသိရမလားကဲဆက်နေလောက်ပဲဗျာလမ်းလေးလည်းကောင်းလို့8:56ရိုက်လေကိုဇီအောင်လို့နေရောက်တပတ်ဆင်းရိုက်ပါဂျိုမဲကောင်မျိုးနဲ့နှုတ်ခွန်းဆက်တာပြီးဇီကုန်းမျိုးနဲ့ရောက်ပြီရှင်ရ8:56ဆိုနည်းနည်းလေးနေထွက်လာတော့နည်းနည်းလေးပူလာဟုတ်ကဲ့နဲ့တပုတ်ရိုက်လောက်ဇီကုန်းမျိုးနဲ့ဝင်လာပါပြီဇီကုန်းမျိုးလေမြန်မာစံတော်ချိန်9:17ဇီကုန်းမျိုးကအတွင်းထဲမှာလားအပြင်မှာမဟုတ်ဘူးလားဒါပေမဲ့မျိုးမှာလည်းရှိတယ်အတွင်းထဲမှာရှိတယ်ဟောဒီနေ့ထွေထွေအုပ်ချုပ်ရေးမှုရုံးအညာစမကလာဒါဇီကုန်းဘူးလားဒီဘက်ကဒီမှာဇီကုန်းမူတာစောင့်နေလို့များရဗျာဇထားရှိတယ်ဇထားလာတော့မယ်တို့ရရဇထားလာတော့မယ်ဇီကုန်းဘူတာရှင်မဇီကုန်းမျိုးလေဒါဇီကုန်းပြည်သူ့စေယုံEko နောက်တော့တစ်ချက်တော့မကြည့်ဘူးမိကတိလေးလို့ရမယ်ထင်နေလားမသိဘူးမိဘရောက်ပါပြီတဲ့ပဲလားဟုတ်တဲ့တယ်ပဲတမျိုးနဲ့အကုန်ဆက်စီကုန်းမျိုးပါစီဒီနေ့ဘာနေပြီ
ဇီကုန်းမြို့ထွက်ပြီဆက်နေလောက်ပဲဗျာနောက်တစ်မျိုးဘယ်လိုရောက်လဲတော့မသိဘူးနောက်တစ်မျိုးရောက်တော့မှဆက်ရိုက်ပြဇီကုန်းမှာဖျားပွဲရှိတယ်ဒီဖျားပွဲရဲ့ကျေးပဲနော်ဟောမြသိတဲ့ဖျားပွဲဟာတွေ့ပြီအောင်စမှုတဲ့ဓာတ်ပုံပြောတာပွဲတော့ရှိတယ်မြို့တွေကဆက်နေတာပြင်းပြီမတင်းရဘူးပဲတစ်မျိုးဟိုမျိုးကြည့်လိုက်ဒီမျိုးကြည့်လိုက်ဝင်ထွက်စပိန်နေရဖီရနေလို့နေမှတော့မသိတော့ဆက်နေတော့ဗျာကြောင်အောင်ကကြည့်တယ်သူကြရားလာပြီဗျအဲကြောင့်တို့ကြရားကူတာပူတာမှာစောင့်နေကြတယ်ဟိုကနေပြီးတော့တပြေကနေပြီးမလက်ထွက်လာတဲ့ကြရားဖြစ်နေတယ်9:16ကိုဇီးကုန်းရောက်တယ်ကြရားဒါပြီးမှတစ်ချက်စုံစမ်းကြည့်ရမယ်ကြရားပဲချင်းထွက်တယ်မနက်ပိုင်းပဲဖြစ်နေတယ်ဒါကိုရမဘူတာတော့စုံစမ်းရတာရပြီတင်လိုက်တော့နေဦးဗျာရွှေလင်းဘိုးဘိုက်ဒါနတ်တလင်းမြို့ရောက်ပါပြီ9:45ချက်ဒါနတ်တလင်းအမျိုးဝင်ရဖေရစောရတယ်နင်းလာတယ်လမ်းလည်းကောင်းတော့25-28ပတ်လည်နဲ့ပဲနေတာတက်ကြမဟာရမုန်နီဖရာကြီးနတ်တလင်းမြို့နယ်မျိုးလေးလက်တရအညာနဲ့ဆန်လို့ဖြစ်သွားနေမပူးပြတလန်းလုံးကအပင်ရိတ်တွေရှိတယ်ဟိုဘက်ပြည့်ပြည့်ရိတ်တွေရှိတော့နေတိတ်မပူနင်းလို့ကောင်းတော့နေရိတ်တာအခုနဲ့တလင်းမျိုးထဲမှာပါ那这零半年，我去。这零မျိုး吧，可能拿没，一层来下，一层票好嘛些，我想，那台阶里还没修的。ပြည်တို့40မိုင်40ခုနဖားလို့မိုးညိုတို့43မိုင်မိုးညိုကပြည်ကိုကြော်ပါပြီမိုးညိုဟဲ့ထိုင်တော့မိုးညိုအော်မိုးညိုကဒီဘက်ဟိုဘယ်ဘက်ကို꿰သွားရင်မိုးညိုလားဒီကဘယ်ဒီရှိရလဲဘယ်꿰သွားရင်မိုးညိုရောက်မိုးညိုနဲ့မိုးညိုက41မိုင်thành đó muốn nhiều nếu mà thôi là mày ý này mình được đâu cả không dạ mà xí thành người rồi bú dài lại bú xí mà cái tên lên xe rồi, cái tên lên nhiều gì đấy. Đây là cái gì? Đi ra, đi ra đâu? Cái là nam ấy, là đây mà ý tao mày.
chạy không quạ quạ ý à đó ok bàဖြစ်ပြန်တယ်ရုပ်ကိုကြည့်အဲ့စပေါ့ပဲတော်လိုက်ရှိတယ်ယူရမယ်ပါဟုတ်ပြေကြီးဟုတ်ယူရဟောပတ်စီတဘူးလားဆိုတော့ဟင်ပတ်စီတဘူးလားဟိုမလေးပေါ်ပတ်စီနဲ့ဒွင်းနေတော့စားကျဲနားတယ်အေးဆိုင်မှာအေးတောက်ပြီးပြန်ထွက်လာပြီအေးဆိုင်မှာနားတော့နည်းနည်းကြာသွားတယ်အခုက10 နာရီ 32တော့ကြာပြီအေးဆိုင်မှာနိုင်ဘက်တော့ကျော်နိုင်ဘက်45မျိုးစကားထိုင်မျိုးရေးဘူးကတော့ပြန်ထွက်နေပါပြီရှေ့ဘယ်ရောက်မလဲဘယ်မျိုးလဲတော့မသိသေးဘူးဆက်နေတာအောင်ပဲဗျာဖိုးတောင်တရာတဲ့အရင်တော့တိုက်ပွဲကြီးဖြစ်သွားတာဒီတရာနာမည်ကြီးတွေပဲတမိုင်းရှိတယ်လို့ပြောတော့တယ်တမိုင်းမှလည်းရှိရတာအင်းစိန်မှလည်းရှိရပါဒီတရာအင်းစိန်ကုန်းတရာနဲ့ပုံမြင့်ဖိုးတောင်တရာမတရားတပုံရတာပေါ့ဗျာဖြစ်ပြတယ်တုံးတော့ပူတတ်တာပဲပြောတောင်တရာဘုဘကရထားတယ်မင်းပြောင်းလာတယ်ဘုဘကရထားလဲဒါဖိုးတောင်တရာစင်ဖိုးတောင်တရာဆင်းပြီးတော့နှစ်တလင်းမြို့ရောက်ပြီနှစ်တလင်းမြို့10 နာရီနဲ့44 မိနစ်နှစ်တလင်းရောက်တဲ့အချိန်ကရှေ့မှာဈေးဆိုင်တန်းနေပါလေလည်းမသိဘူးစားစရာတောက်စရာဆိုတော့ဝင်စားပါလေဒီသားထွက်အော်ပြောင်းမှုပေါ်တယ်တဲ့ဒီမှာဖုတ်ပြောင်းမှုဖုတ်ဒီကပြောင်းမှုကရတာဒီကပြောင်းမှုကအရန်ကောင်းတယ်ဆိုတော့ပြောင်းမှုတစ်ခါလေးဖုတ်ရောက်တယ်ဟုတ်တယ်ဗျာဒီမှာဖုတ်ရောက်စားမလားရုံစားမလားဒီမှာပြောင်းမှုဖုတ်ဒီမှာပြောင်းမှုတစ်ခါလေးဖုတ်ရောက်တယ်ဒီကပြောင်းမှုပေါ်ဒီသားထွက်တလင်းပြောင်းမှုပြုတ်ဟိုဘယ်ဟိုထုတ်ထရဟာပါဟမ်ပေးဒီဟောပေးမျိုးဒီမှာပြောင်းမှုလေးတလင်းပြောင်းဆိုင်မှာပါတခါလေးဖုတ်ရအောင်ပြောင်းမှုပေါင်းတယ်မျိုးတွေဝင်လာပါပြီချိန်17 နာရီပေါင်းတယ်မျိုးဝင်လာပြီဆိုတော့ဖះကိုစတွေ့တာမစမင်းအများကြီးပဲဒါပေါင်းတယ်မျိုးမှစီလာ1319ခုနှစ်ကစဆောက်တာဒီကဘာလဲပြက်နေရတာဒါလေးကြော်ကွာဒါမင်းလည်းဝယ်တီရီစီတီတော့ပြန်မောမယ်ဈေးနှစ်ရက်ကွာပေါင်းမီတဲထဲကပေါင်းမီတီထားဒီလမ်းဟုတ်တယ်နော်တဲ့ပဲနော်အဲ့လုံးပဲနော်ယူမလည်းရောက်ကုန်ပေါင်းတဲ့ဘူဘွားရိတ်တာ
ဒီနေ့ဘာနေရဟဲ့ဗန်နေပိတ်တာဒီနေ့ဘာနေဘာလို့လဲဘာဗန်နေပိတ်ဗန်နေဘာပိတ်တာဒီမှာလေအေယာဒီတို့ဟိုဘာနေမလို့အဘန်ရောင်းရတယ်မင်းပတ်စံရောင်းနေအောင်မှန်ဘန်မင်းကွက်3ရက်ကွက်မိုက်လိုက်မင်းကွက်ရှာသူတော့အညာဆန်းလာပြီကောင်းတဲ့မျိုးထဲမှာပဲရှိသေးတယ်ဒီနေ့ဆက်နေတော့ကောင်းတဲ့မျိုးထွက်ကြတယ်ခဏနာဒီဘက်လမ်းတွေကကောင်းတယ်ဗျာလမ်းဟောင်းလားပင်နေကြီးတွေပဲပင်ရိပ်တွေလည်းရှိတယ်လမ်းတစ်လျှောက်လုံးဒီအပင်ရိပ်တွေနဲ့ဟိုနေနေမပူရနေပူတဲ့နည်းနည်းပဲကျွန်တော်ဖွဲ့တဲ့တယောက်ကုန်းခွဲတယ်ခဏဆောင်ကောင်းတယ်ဒါရိပ်တွေက share တွေကြီးပေါင်းတဲ့မျိုးကထွက်ဟဲ့အောင်တဲကုန်းမျိုးကုန်းကွာတဲကုန်းမျိုးတဲ့လားရတဲကုန်းမျိုးနဲ့ရောက်ပါပြီ17 22ဝပုတ်မျိုးရောက်ပါပြီဝပုတ်မျိုးလည်းဝင်လာ17နာရီ29မိနစ်ပုံမျိုးအနမေနဲ့ဘယ်လိုပြေးထားကြလဲတော့မသိဘူးပုံမျိုးစိတ်ပန်းမြန်မဟင်းကားဖို့မွေးကားဖို့ရှေ့ထက်နဲ့ဒီဘက်လောက်နေကောင်းတာဒီဘက်ပဲရှိဆိုလာတက်တာတယောက်မှမတွေ့နော်ဟောဆိုလာမတက်မီးမှန်လို့လေဘယ်မှဆိုလာမလို့စိတ်အိမ်တိန်လောက်ပဲတွေ့နေရတော်ကောင်းတယ်ဆက်နေလောက်ပဲဗျာပုံမျိုးအမမျိုးရောက်နေပါပြီချိန်ရ17:54သမင်းဆိုင်လိုက်ရှာတယ်ညတော့စံတိုင်းပြနေပိုက်ထဲမှာတရားကြော်ပြီးမှလားမသိရသူပြောတယ်ရအထွက်ဆိုင်ဖို့ပြောရမှာသမင်းဆိုင်ကနော်သမင်းဆိုင်လိုက်ရှာလိုက်ဝင်ဘိုက်ဆိုင်အမမှာနားမယ်ထမင်းစားမယ်ခဏတစ်ထုပ်နားပြီးမှပြန်ထွက်တော့ချိန်ရလဲ12နာရီထိုးဖို့5မိနစ်ပဲလို့ဘိုက်တွေလည်းစားနေဒီမှာဟိုလမ်းမှာလမ်းညွန်ပေးလိုက်လို့ဒီအမမှာထမင်းဆိုင်ကောင်းကောင်းရှိရဲ့တော့ခေါင်းသားကြီးပဲရတယ်ဆိုလိုက်ရှာနေတော့သမင်းရရှာရတယ်အိမ်မှာသမင်းစားနေရပါဒီတော့ကြောင်ဒီကောင်ကစုပ်ဒီမှာဝက်တော့ဝက်စားကြပါဦးတို့ကျွန်တော်ပြီးတော့ကျွန်တော်ကြောင်ဟုတ်လားတော့ကြောင်လားမြို့ကြောင်လားမသိစားရနမစားရသမင်းစားပြီးပြန်ထွက်လာပါပြီချိန်ရ1:23အိမ်မှာပါအိမ်မှာထွက်
ဒီမှာထွက်ရှိပါဘယ်မျိုးရောက်မလို့မသိဘူးစက်နေလောက်မှာနေရာနေနဲ့ပူနေဖြည်းဖြည်းပဲနေတော့အိမ်မှာကြော်လာအတက်စင်းနေခုံးနေအတက်စင်းနေများအိမ်မှာဟုတ်ပဲမှာလည်းအဲ့လိုပဲခုံးအတက်စင်းနေတယ်ဒီပူတဲ့လူကပင်တမင်းကြီးလိမ့်နေအစင်းရကောင်းအတက်ကြတော့တက်ယူဟမ်ပင်နေတော့ရှိတာအတက်စင်းနေကြတယ်မနေ့နေဒီပူဆက်နေလာပါလားအိမ်မမျိုးနေတဲကုန်းမျိုးနေဆိုင်ဘုတ်ကပါလားဟိုကရှင်းတဲကုန်းလားဟာလဲလို့ဟိုမှာတဲကုန်းဒီမှာရွှေတောင်ရဖြစ်တာကြတော့တဲကုန်းမျိုးခေါ်ရွှေတောင်မျိုးတွေကိုရောက်နေပါပြီတနား42မိနစ်ဒီဘက်ကတက်စင်းလေးတွေကြီးပဲရှိပါတော့အဆင်းတွေ့ပါပြီဒီပူတွေပြဆက်နေတော့မယ်အပင်နေတဲ့ရိုးတွေကြီးဒီဘက်ရောက်တော့တဲ့အဆင်းလေးတွေ့ပါပြီရွှေတောင်မြို့နယ်ဝါတော့ရ2 နာရီနဲ့ဘယ်မိနစ်2 နာရီ40ဒီဘူးလို့ရှိဖော်နာကျွန်တော်ဆရာဖက်လက်ပြဒီဘူးလို့ကြတာရပါပြီရှိ10မိုင်ကျော်လောက်ပဲဖះရေဝင်ဖူးမှာဆိုတော့ဝှချော်တော့ရောက်ပါနေဘူးမဖះမှာဝင်အိတ်ကြနေဘူးရှောင်ပြီးတော့ကျွန်တော်အေးကြမ်းမှာနားပြီးတော့ပြန်ထွက်လာပြီပြရှင်းမှာဖះတစ်ခုပဲရွှေတောင်တော့မရောက်သေးဘူးရွှေတောင်မရောက်ခင်မှာဖះတစ်ခုရှိရဲဖះရင်ဖះဝင်ပြီးတော့ကျွန်တော်ပြည်ကိုဆက်နေတယ်နီးတွေပါပြီး10 မိုင်ကျော်လောက်ပဲလို့တော့နေဘူးတော့ကျွန်တော်နည်းနည်းနားပြီးနေနေတာဆက်နေလိုက်ပါဗျာဟိုကဖះရောက်တော့မှဆက်ရိုက်ထုံထားပြခတဲ့ဘာညာတရကောရှင်းလာဆိုရွှေတောင်ခောက်ဆွဲရွှေတောင်ရောက်ပါပြီဒီမှာရွှေတောင်မြို့တိုက်ရဲစာကျိုးစုပါကြီးတော့ရမယ်ဘယ်လိုအထက်ရမှာရရွှေတောင်မှာချိန်က3 နာရီရွှေတောင်မြို့ရေတော့9 မိုင်နဲ့6 ဖာလုံးအေးမတော့15 မိုင်ရေတော့9 မိုင်တော့အေးစေးပေါ့ရွှေတောင်မှာဖျားရရှိရဗျအများကြီးပဲဝင်ဖူးလာအောင်အေးစေးညနေလောက်မှာပဲဒီညနေအေးစေး9 ခွဲ 6 နာရီလောက်မှာပြေသွားတော့ရောက်တော့အစိုးရတော့ဘာမှလုပ်ချင်မရှိဘူးဆက်နေလောက်ပါမယ်ဒီမျိုးရဲမှာပါရှင်နဲ့ဒါအောင်မင်းကောင်စေးကြီး
ရားနီစွတောင်းပြဖရားတက်ပဲဒီကဖရားပုံစံတွေကကျွန်တော်ဖရားရဲ့မဟုတ်ဟမ်ဖရားနီဒီကဇေဒီပုံစံတွေကမတူဘူးနော်ဒါရဟန္တာ80တို့ရဟန္တာ80ရှေးအောင်သမိုင်းဝင်မဟာတိန်တော်ကြီးရှင်းမဖရားကြီးပါကြီးရတယ်ဖရားကြီး下周亚抓紧，亚本嘴巴。ရဟန္တာ80ဖရားကြီးတယ်နည်းနေရတော့မင်းခေရရစ亚本嘴巴，听到？亚本嘴巴。ညာဘက်ကိုယ်တိုင်းနဲ့ဝင်သွားလိမ့်မယ်ညာဘက်ကိုယ်နေထဲတက်လို့ရတယ်ထဲတက်လို့ရတယ်သမီးလည်းတစ်ပတ်ပတ်ကြည့်တယ်ကွာမွန်ဂိုလီးယားရဲ့ကဘာပတ်တယ်ဆိုတော့ဒါပြောတာတဲ့ရရဲဟုတ်ဒါငါတို့ကကဘာပတ်တယ်လို့ခေါ်တာ阿你嘴嘴巴，听到？嘴巴嘴巴。ကောင်မတိတ်တိတ်နေတယ်တော့ပေါက်ရ40ရှောက်အောင်ရဟန္တာ80ပုံတော့တဲ့တပတ်ချလဲရဟန္တာ80ပုံတော့ကင်းမြို့ရောက်ပါပြီ4:20ဒီမှာပါစစ်တောင်မြို့နယ်အဆောင်ဒီမြို့အစပရာချင်းလေးနဲ့ဝရီတရာဒီကဘယ်လိုဖြစ်တာကောအောင်ကောနေဒီဘက်ကဒီမြို့လေးရောက်နေပါပြီဒါသူတို့ကပြည်မြို့လေးရောက်မိုးသားရေမိုးအောင်တရာကြီးနဲ့ပါဘာချစ်တယ်ချစ်နေကြညဖက်ကဘဲလို့ဘဲကြောင်နဲ့ဘယ်လိုဝင်သွားလဲမှောက်တော့မှာဟုတ်တယ်ဒီမှာ
တော့တကယ်ချင်းမျိုးခံရှိရဟိုတယ်လာပေါ့ဒီမှာစပိန်ရလို့အဆင်ပြေပါမမေးကြည့်ဦးဒီမှာ2ယောက်ခန်းဟုတ်လား5500